မင်္ဂလာပါငယ်ဘွားအမတ်တရဂိမ်းလေးတွေပြန်ဆော့ကြမယ်ပေါ့နော် PS2 ဂိမ်းလေးတွေမတွိုင်းစတိုရီတို့ကောရောဝါ GTA ကတ်ကိုကောဟန် Resident Evil 4တရတဲ့နှစ်ပြတို့နော်မင်္ဂလာပါမြို့ဟင်းကျော်တန်လင်းဂိမ်းရှော့ကနေကြိုလို့လိုက်ပါရဗျာနော်နေပြီးတော့ငွေကြိုလဲဝယ်ယူအပ်ပေးထားတဲ့ဂိမ်း150ဝန်းကျင်ပါ external headed တစ်ခုရဲ့နှစ်ယောက်တင်ဆော့ဖို့အတွက်ဘုကလုတ်တစ်နှလုံးနော်ဂိမ်းမဖို့အတွက် memory card တစ်ခု TV နဲ့တွဲတဲ့ AV ချိုမီချိုနော်အမကန်တလာလေးနဲ့ယုံကြည်စွာငွေချိုလဲဝယ်ယူအပ်ပေးတဲ့ brother ကိုကျေးဇူးများတင်ပါတယ်ဗျာနော်ရန်ကုန်မြို့နဲ့ဆိုရင်ပစ္စည်းအောင်ငွေချေရပါတယ်ကျန်တဲ့မြို့တွေရဆိုရင်ဝေမန်နီကောက် KP ကောက် ARP ကောက်လေးတွေနဲ့ငွေချိုလဲဝယ်လို့ရတယ်ဗျာနော် Royal မြန်ကြောက်ဖို့နဲ့ပို့ပေးပါတယ်ကာတင်ဆိုရင်ကာတင်ပေးတယ်ဗျာနော်ဒါလီကတော့နာဒိုတိုစတီကလေးလက်ဆောင်ကပ်ပေးထားတယ်နော်နာရိုဂိမ်းလေးလက်ဆံပြပေးထားတယ်ဗျာနော်ဒီဘောမတရားဂိမ်းလေးတွေပြန်စောဖို့အတွက်ဝယ်ယူအပ်ပေးတဲ့နေပြီးတော့ brother ကိုလည်းကျေးဇူးများတင်ပါတယ်ဗျာနော် DJ Fighter တို့စပိန်ပြိုင်ကားပြိုင်လေးဝေကာမစမတ်တောင်းနော်ချက်လီယူကောဟန်တို့ကာတကိုတို့ပေါ့နော်ပြီးလို့ရှိရင် Incredible အမီတာဇူတို့နော်စပိုင် vs စပိုင်တက်ပြီးကြွမဲ့ဂိမ်းလေးတွေနော် UPF တို့နော် Wow the Monster Tarzan လေးနေချစသဖြင့်ပေါ့နော်နာမည်ကြီးဂိမ်းလေးတွေတော်တော်များများတော့ထည့်ပြီးထားရပြန်နော်ဂိမ်း150 160ဝန်းကျင်ပါတယ်အတစ်တင်နေပေါ့နော်ပြီးတော့ဒီမှာလည်းဒီတချို့ပါခွေတွေဆိုလို့ရှိရင် NDSC ချိန်လို့ရအောင်လေးလုပ်ပေးထားတယ် power မဖွင့်ခင်ကို1 controller 1ကနေ3ကန်အိုးရဲ့စုံနှိပ်ထားလိုက်နော်စုံနှိပ်ထားလိုက်ပြီးတော့အပေါ်ဆုံးက NDSC ပြောင်းပြီးတော့စတက်နှိပ်လိုက်လို့ရှိရင်မမှတ်သွားတယ်အဲ့ဒါဆိုရင်ပါခွေတွေလည်းကာလာပြန်ထွက်လာမယ်ဗျာနော်ကျေးဇူးပါအကောင့်လေးကိုလည်း like share နဲ့ follow လေးလုပ်ပေးသွားအောင်နော်အလေးကခုနနာရူတိုကာလာမတက်လို့ setting ပြန်ချိန်ပြီးတော့နာရူဂိမ်းလေးပြန်ဆန်ပေးထားပါတယ်ဗျာနော်အကောင့်လေးလည်း like share နဲ့ follow လေးလုပ်ပေးသွားအောင်နော်ကျေးဇူးပါ